တကယ်လူတက်ကိုချစ်မိပြီဆိုရင်ကာလအချိန်နဲ့အခြေအနေအရရက်ကိုပါအချက်ဖြတ်ကျော်နိုင်တယ်အဲ့ဒါလေးပဲပြောကြတာလူတက်ကိုတကယ်ချစ်လားမချစ်လားတိုင်းညင်လို့ရှိရင်ဘလောက်ကြာသွားတဲ့အထိခံတယ်လေပေါင်းရတာမပေါင်းရတာကိစ္စမရှိဘူးဘလောက်ကြာကိုယ်နှလုံးသားထဲမှာရှိနေလေအဲ့ဒါနဲ့တစ်ချက်တိုင်းလို့ရတယ်နှစ်ချက်ကသူ့အချင်းနေဘာလဲဘလောက်ပြောင်းသွားလဲကိုစတွေ့တော့စပြီးတော့ချစ်မိတော့တကယ် slim body လေးပြင်ပြီးဆိုလေအဲ့ဒါနဲ့နှစ်တည်းလေးနှစ်10နှစ်15နှစ်ကြာတဲ့အချိန်မှာ body ကအကြီး fatty ဖြစ်လာတယ်အဲ့အချိန်မှာကိုယ်စိတ်ပြောင်းလာမပြောင်းလားအဲ့အချိန်နေအရရက်နဲ့တိုင်းနိုင်အဲ့တော့ခြုံပြောမယ်ဆိုရင်တကယ်ချစ်စစ်ဟာကာလအဖြတ်ကျော်အရိုက်ခတ်ကိုခံနိုင်တယ်အနေထားအမျိုးမျိုးပြောင်းသွားတာကိုလည်းအကျင့်ဘယ်တော့မှမပြောင်းဘူးအဲ့ဒါကိုပဲပြောချင်ပါအဲ့တော့ဒီမှာအဓိကဘာပြောချင်လဲဆိုတော့